ကျွန်တော်မျက်နှာကျွန်တော်စပင်ပုံစံကျွန်တော်ဝိစားအရာအလုံးကတန်ရှင်းသိရနေပြီးပုံမှန်ခီးသားတယောက်လိုပဲဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့လူစီတယောက်လိုအိဆက်ပါခံစားချက်မှမရှိဘူးသူကသူ့ကိုကြည့်နေတဲ့ကျွန်တော်ကိုမျက်တောင်တစ်ချက်လေးတောင်မခံပဲဆွဆွရဲရဲစိုက်ကြည့်နေတယ်ကျွန်တော်မျက်စိရှိမှကျွန်တော်ကိုယ်တိုင်တော့ပြန်ထိုင်နေရဒါဆိုအခုရက်နေရကျွန်တော်ကဘာလုပ်လဲထိတ်လက်တကြားနဲ့ကိုယ်လက်နှစ်ဖက်ကိုအောက်ဝင်ကြည့်လိုက်တယ်ကျွန်တော်ရဲ့လက်ချောင်းတွေကကျွန်တော်လက်တွေမဟုတ်တော့ဘူးဖြူဖြော့ပြီးပြာနေနေတယ်အသားယူတွေကရေထဲမှာကြာကြီးစိတ်ထားတယ်လို့ဖောင်းအိပြီးတွန့်နေနေတယ်အဲ့ဒီလက်ကနေရေတွေစိတ်ထွက်နေပြီးကားချမ်းပြပုံတတ်တော့ကြာနေတာကိုကိုသတိထားမိလိုက်တယ်ကျွန်တော်စပင်းတွေကလည်းပခုံးပေါ်မှာဆူရွှဲပြီးကပ်နေပြီကျွန်တော်အရှိကိုပြန်လှည့်ပြီးစပယ်ယာဟောင်းလူကြီးကိုကိုကြီးတောင်းကိုကြိုးစားလိုက်တယ်ဦးလေးပါဇက်ကနေအော်ဖွန်လိုက်ပြီးမဲ့လူသံမထွက်လာဘူးလေချောင်းထဲမှာရှိပြီးပြည့်နေတဲ့လူတယောက်လီကိုအတင်းမထုတ်လိုက်တယ်လို့အတမ်းမထွက်လာတယ်လူကြီးကကျွန်တော်ကိုလုံးဝမမြင်ဘူးသူကကားနောက်ပိုင်းခုံနံပါတ်20ခုမှထိုင်နေတဲ့ကျွန်တော်ကိုပါစီကိုပဲလက်ကြည့်ပြီးအပြေးတစ်ချက်ချလိုက်တယ်ကျွန်တော်ပတ်ဝန်းကျင်ကခီးတဲ့ကိုလိုက်ကြည့်တယ်ဘယ်သူမှကျွန်တော်မမြင်ကြဘူးသူတို့မျက်လုံးတွေကကျွန်တော်ကိုလုံးဖောက်ထွက်ပြီးကြည့်နေကြတယ်ကျွန်တော်ကဒီကားပေါ်မှာတကယ်မရှိတော့တယ်လို့ပဲအရာအလုံးကပြီးသွားပြီသူကကျွန်တော်နေရာကိုအပြေးဝအစားထုတ်ယူလိုက်ပြီးကျွန်တော်အခုဘယ်သူဖြစ်သွားပြီလဲဆိုတာအိတ်ဆက်တဲ့ရေးလေးတဲ့ကျွန်တော်အခုဘယ်သူဖြစ်သွားပြီလဲဆိုတာအိတ်ဆက်တဲ့ရေးလေးကြားနေတဲ့ကားကျန်းပြပေါ်မှာပဲအထီးကျန်တာနားလဲလာရတော့လေလမ်းပွင့်သွားလို့ကားကဆက်ထွက်လာတယ်မနက်၈ နာရီလောက်မှာမန္တလေးအဝေးပြေးကားကိုဆက်ရောက်လာတယ်ကားကဂိတ်ထဲကိုဝင်လာပြီးထိုးရက်လိုက်တယ်အပြင်မှာနေရောင်ကြီးကလင်းထိန်နေပြီးမိုးလုံးဝတိတ်သွားတယ်ကားဂိတ်ထဲမှာအခြားကားတွေရဲ့အင်ဂျင်တန်တွေခရီးသည်တွေစကားပြောတန်တွေဈေးသည်တွေအော်ဟစ်ရောင်းချနေတဲ့အတန်တွေနဲ့ပတ်ဝန်းကျင်တစ်ခုလုံးဆူညံနေတယ်ခရီးသည်တွေအကုန်လုံးပစ္စည်းတွေယူပြီးကားပေါ်ကနေတယောက်ချင်းဆင်းကြတယ်ကားနောက်ဆုံးခုံတန်းဟာခုံနံပါတ်20ခုမှထိုင်နေတဲ့ကျွန်တော်ရဲ့ကိုယ်ပွားကလည်းမတက်ထားရတယ်အပေါ်ဆင်ကကျွန်တော်ကြိုးဝေးကိုယူပြီးလူအုပ်ထိရုံတော့ကကားအုပ်ကိုဆင်းသွားတယ်သူ့တစ်ချက်လေးတော့နောက်လည်းမကြည့်ဘူးကျွန်တော်ကတော့အဲ့ဒီနေရာမှာပဲရက်နေပြီးသူ့ကိုလှမ်းကြည့်နေရောလွယ်လို့ဘာမှမလုပ်နိုင်ဘူးခြေလမ်းတွေကကားချမ်းပြင်မှာအတိတ်ကပ်နေရဲ့ခဏနေတော့ကားပေါ်မှာခရီးတဲ့တယောက်မှမရှိတော့ဘူးလုံးဝရှင်းလင်းသွားပြီကားပြင်ဘက်ကစူညံတန်တွေကအတိုင်းသားကြားနေရတယ်ကားရှိကနေစပယ်ယာကလက်မစရင်ကလစ်ဖို့ကိုကနေကားနောက်ပိုင်းကိုရှောက်လာတယ်ခုံရင်းပေါ်မှာပစ္စည်းတွေကျန်ခဲ့လားဆိုပြီးလိုက်စစ်တာသူကထိုင်ကုန်ခုံတန်းနဲ့တက်ကိုချင်းကြည့်ရင်နောက်ဆုံးတော့ရောက်လာတယ်စပယ်ယာကခုံနံပါတ်20ခုရှိမှရက်သွားတယ်သူ့လက်မောင်းပေါ်ကတက်တီးမွေးကြီးတွေချလာတယ်လက်နဲ့ပုတ်လိုက်တယ်ကျွန်တော်ထိုင်တဲ့နေရာကိုမတင်ကားတော့ချက်ဆက်ကြည့်ပြီးခေါင်းကိုဖြည်းဖြည်းခါခါနောက်လက်ထွက်သွားတယ်ကျွန်တော်ကိုယ့်လက်ကိုပြန်ကုန်းကြည့်လိုက်တယ်ရေဒီဆိုရွှဲပြီးပြာနဲ့နေတဲ့လက်ချောင်းတွေကြားထဲမှာစက်ကူစုပ်လေးတစ်ခုကိုစုပ်ကင်ထားတယ်ကားလက်မှတ်စုပ်ကလေးဖြစ်တယ်အဲ့ဒီလက်မှတ်ပေါ်မှာရေးထားတဲ့နာမည်ကမတ်တမွန်ဆိုတဲ့နာမည်ကျွန်တော်အထိတ်တလန့်နဲ့အောက်ကိုငုံကြည့်လိုက်တယ်ရေဆိုနေတဲ့ခြေပလာနှစ်ဖက်ကခုနံပါတ်20ခုရရှိတက်မှာရက်နေတယ်ထိုင်ကုန်ကြောမီဘဝရအမှတ်ပြလေး20ခုဆိုတဲ့ကနန်းမျက်စိရှိမှခြေလေးရှားရှားတက်နေတယ်ကျွန်တော်တို့ကိုတောင်းတင်းသွားတယ်ကားမန်တရင်ပေါက်စီကောင်းအောင်အမြင်နဲ့ကြည့်လိုက်တယ်နေရာဟန်နေတဲ့ကားမန်တရင်ပေါက်ပေါ်မှာကျွန်တော်ရဲ့အရှိကိုအချိန်ရှားမြင်နေရတယ်အဲ့ဒီအရှိကနေမင်းဆိုတဲ့လူငယ်တယောက်ရဲ့ပုံစံလုံးဝမဟုတ်တော့ဘူးရေရီဆိုရှယ်နေတဲ့စပီရှီကြီးတွေဖြူလျှော်ပြီးဖောင်းအီဒီရဲ့မျက်နှာတစ်ချက်နဲ့မျက်တောင်မခတ်ပဲဆွဆွရဲရဲစိုက်ကြည့်နေတဲ့မျက်လုံးဖြူရောင်ကြီးတွေညကကျွန်တော်ကြောက်တဲ့ကြားကြည့်ခဲ့ရတယ်အဲ့ဒီအမျိုးသမီးရဲ့မျက်နှာကမှန်နေရနေကျွန်တော်ကိုပြန်ပြီးစိုက်ကြည့်နေတယ်မဟုတ်ဘူးလို့ရေရွှေချင်ပေမဲ့ကျွန်တော်လေချောင်းနေရလေတဲ့ချက်ပဲထွက်လာတယ်ကျွန်တော်ကသူဖြစ်သွားတယ်